ကျွန်တော်ဒီနေ့ပြောကြားလိုတဲ့အကြောင်းအရာလေးကတော့သွေးတိုးယောဂါပေါ့နော်သွေးတိုးယောဂါကကျွန်တော်တို့လူတွေမှာအဖြစ်များတယ်ပေါ့နော်အဖြစ်များတယ်ကျွန်တော်တို့နိုင်ငံမှာလည်းအဖြစ်များတယ်တစ်ကမ္ဘာလုံးမှာလည်းအဖြစ်များတယ်သွေးတိုးနဲ့စီးကြိုသွေးတွင်းစီများစစ်လေတောက်ဒီဥစ္စာတွေကသူတွေကိုဒုက္ခပေးတယ်ပေါ့နော်သူရဲ့နောက်ဆက်တွဲအနေနဲ့နှလုံးသွေးကြောချင်းယောဂါတို့လေဖြတ်တာတို့ကြောက်ကပ်ပြတ်တာတို့ဒါတွေနဲ့ပတ်သက်နေတဲ့အတွက်ကြောင့်သွေးတိုးကအရေးကြီးတယ်ပေါ့နော်အဲ့ဒီနေရာမှာသွေးတိုးကြောင်းပြောရမယ်ဆိုလို့ရှိရင်သွေးတိုးကတော့2မျိုးရှိပါတယ်တစ်ခုကတော့ primary hypertension or essential hypertension ပေါ့နော်သွေးတိုးယောဂါတွေရဲ့80% 90% က primary hypertension or essential hypertension ကြောင့်ဖြစ်တာများပါတယ်အသက်ကြီးတဲ့လူတွေမှာပေါ့နော်အသက်ငယ်တဲ့လူတွေမှာလည်းတခြား secondary hypertension တွေက15% လောက်ရှိပါတယ်5 to 15% လောက်ပေါ့နော်9%ကနေ15%လောက်ထိရှိပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ steroid တောက်တာတို့ကြောက်ကမကောင်းတာတို့စသည်ဖြစ်ပေါ့နော် endocrine hormone ယောဂါကြောင့်သွေးတိုးတာတို့ရှိပါတယ်အများစုကတော့ကျွန်တော်ပြောတဲ့ essential hypertension ပေါ့နော်အဲ့ဒါကတော့အများပြတော့အသက်50ကျော်တဲ့လူတွေမှာအဖြစ်များတယ်ကျွန်တော်တို့သွေးတိုးယောဂါတွေရဲ့85%ရဲ့95%ကessential hypertension ဖြစ်ကြပါတယ်သွေးတိုးကိုတော့ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းတွေလက်ခံထားတာကတော့140-90တဲ့ကျော်လို့ရှိရင်ဒါသွေးတိုးပေါ့နော်အပေါ်သွေး140အောက်သွေး90ကျော်လို့ရှိရင်ဒါသွေးတိုးလို့သတ်မှတ်ပါတယ် persistently တက်နေပေါ့နော်အဲဒါကြောင့်အသက်40ကျော်အထူးသဖြင့်တော့50ကျော်ပေါ့နော်အခုနောက်ပိုင်းလည်း40ကျော်ကနေစပြီးတော့တစ်နှစ်တခါကမှန်လေးသွေးပေါင်ချိန်နေဖို့တင်ပါတယ်။ဘာကြောင့်လဲဆိုတော့သွေးတိုးကသွေးပေါင်တွေကတအားတက်ပြီမဲ့လူနာဘာမှမခံစားရဘူး။ဒါကြောင့်ကိုကတိုးလို့တိုးမှန်းအောင်မသိဘဲနဲ့ဖြစ်တတ်ပါတယ်။ဒါကြောင့်မှန်အသက်လေးရလာတယ်40ကျော်လာတယ်သို့မဟုတ်50ကျော်လာတယ်ပေါ့နော်။ကြည်ကိုမှမိသားစုမှာသွေးတိုးယောဂ history ရှိတယ်ဆိုရင်မိသားစုမှာဖြစ်တဲ့အမေဖေမှာဖြစ်တဲ့ဟာရှိတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့40လောက်ကနေစပြီးတော့တစ်နှစ်တခါမှန်လေးသွေးပေါင်ချိန်နေဖို့တင်ပါတယ်အဲ့လိုချိန်နေလို့140 90ကျော်တယ်ဆိုရင်ဒါသွေးတိုးယောဂရှိတယ်လို့ယူဆပါတယ်အဲ့လိုမျိုးသွေးတိုးယောဂဖြစ်သွားပြီဆိုရင်ကျွန်တော်တို့ဘာတွေရှောင်ရမလဲပေါ့နော်အဲ့ဒါဆိုတော့ငံလွန်းတဲ့အစားအစာတွေရှောင်ရမှာပါငပီးငကြောက်ငံပြာရည်ပစွန်ကြောက်အထူမုတ်ဟင်ကအုံနုခောက်ဆွဲဒါတွေရှောင်ရမှာဖြစ်ပါတယ်သွေးပေါင်ကြစီကိုမှန်တောက်ရမှာဖြစ်ပါတယ်သွေးပေါင်ကြစီကိုဆရာဝန်ကညွှန်ကြားလိုက်တဲ့ဟာကိုကွာမှန်လေးတောက်ပြီးတော့သွေးပေါင်ကိုလည်းမှန်ချိန်ကြည့်နေရမှာဖြစ်ပါတယ်ကိုယ်သဘောနဲ့ကိုဒီသွေးပေါင်ကြစီကိုရက်လိုက်လို့မရပါဘူးသွေးပေါင်ကြစီကိုရက်ကျင်နေဆိုရင်ကိုကျွမ်းကျင်တဲ့ဆရာဝန်ပြပြီးတော့မှဆရာဝန်ကသွေးပေါင်တွေချိန်ကြည့်ပြီးတော့လိုအပ်လို့ရှိရင်လျှော့မယ်ပိုလိုတယ်ဆိုရင်တိုးမယ်မလိုဘူးဆိုရင်လျှော့မယ်ပေါ့နော်စသည်ဖြင့်ဒါမျိုး adjust ထိန်းညှိမှုတွေလုပ်ရမှာဖြစ်ပါတယ်နောက်တစ်ခုကတော့ကိုလက်လှုပ်ရှားမှုပေါ့နော်ကိုလက်လှုပ်ရှားမှုလုပ်ခြင်းအဖြစ်လဲကျွန်တော်တို့သွေးပေါင်ကိုထိုက်တင်လောက်ညော့နေစေပါတယ်နောက်တစ်ခုက stress ပေါ့နော်စိတ်ဖိစီးတဲ့ဒဏ်ကိုလည်းကျွန်တော်တို့တက်နိုင်များလျှော့ချတာလို့ရှိရင်ကောင်းပါတယ်အဲ့ဒါဆိုလို့ရှိရင်စိတ်ဖိစီးနဲ့သွေးပေါင်နဲ့တက်တယ်အဲဒါကြောင့်သွေးဖိစီးပြီးတော့နောက်ဆုံးတစ်ခုကတော့အိပ်ရေးဝအောင်အိပ်ဖို့ပေါ့နော်အိပ်ရေးဝအောင်အိပ်ခြင်းကလည်းသွေးပေါင်ထိန်းညှိမှုမှာအရေးပါပါတယ်နောက်တစ်ခုကအဝါလွန်တာတွေမဖြစ်ဖို့ပေါ့နော်ခုနကတော့ပြောလို့အာကစားပုံမှန် exercise လေးလေ့ကျင့်ခန်းလေးလုပ်တာတော့ဒါမျိုးအစားမှာဝါစေတဲ့အစီတို့ငံတို့ဒါတွေလျှော့ခြင်းအပြင်ကိုလေးချိန်ကိုထိန်းထားနိုင်မယ်ဆိုလို့ရှိရင်လည်းသွေးပေါင်ထိန်းချုပ်မှုမှာအများကြီးအထောက်အကူပြုပါတယ်ကျွန်တော်ပြောချင်တာကသွေးတိုးကဘာလက္ခဏာမှမခံစားရဘဲနဲ့ရှိနေနိုင်တဲ့အတွက်ကြောင့်အသက်အရွယ်ရလာလို့ရှိရင်တော့သွေးပေါင်ကိုမှန်ချိန်မှုတင်ပါတယ်အနည်းဆုံးတစ်နှစ်တစ်ခါလောက်ချိန်မှုတင်တယ်ကို့မှာမျိုးရိုးရှိတယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ချိန်မှုတင်ပါတယ်6လတစ်ခါဖြစ်ဖြစ်ဒီချိန်မှုတင်တယ်အသက်40ကျော်လောက်အောင်စပြီးတော့ချိန်မှုတင်တယ်မျိုးရိုးရှိရင်တော့မျိုးရိုးမရှိဘူးဆိုရင်တော့50 45 50လောက်အောင်စချိန်မှုချိန်မှုတင်တယ်တစ်နှစ်တစ်ခါမှန်ချိန်မှုတင်တယ်ရှိခဲ့မယ်ဆိုရင်ကျွမ်းကျင်တဲ့ဆရာဝန်တွေနဲ့တီရောက်ကူတာမှုခံယူဖို့တင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဒီလိုမျိုးကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့အသုံးဝင်တဲ့အကြောင်းအရာလေးကိုကြည့်ရှုရတာနှစ်သက်တယ်ဆိုရင် Grace Twin Hair YouTube Channel ကို Subscribe လုပ်ဖို့မမေ့နဲ့နော်ပြီးတော့သိချင်တဲ့အကြောင်းအရာတွေမေးခွန်းရရှိရင်လည်း comment မှာရေးခတ်ပေးပါအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်